ယူပါဗီဒါရှူတာကြည့်မယ်ခေစစ်အတွင်းကြကြနော်စုံစမ်းရမယ်ဓာတုဗီဒါစုံစမ်းတယ်ဒီမှာခေစစ်အတွင်းကြကြဆိုတာအတွင်းဘယ်လောက်ရှိတယ်16စင်တီမီတာရှိတယ်ဒီဘက်မှာလေးလက်မစပီကာမှာဘယ်လောက်ရှိတယ်30စင်တီမီတာရှိတယ်နော်30စင်တီမီတာဆိုတော့သူ့ကိုဘယ်လောက်ယူလိုက်လဲဆိုတော့4စင်တီမီတာယူလိုက်တယ်နော် quite ပတ်မဲ့လမ်းကြောင်း4စင်တီမီတာယူလိုက်တဲ့အတွက်သူက4အောင်ပြတ်သွားတယ်နော်ဒီမှာ16စင်တီမီတာရှိတယ်နော်6စင်တီမီတာအကွာဝေးယူလိုက်တဲ့အတွက်8အောင်ပြတ်သွားတယ်နော်ဒါ8အောင်ပြတ်သွားတယ်နော်6စင်တီမီတာกว่าတယ်ဒီကောင်က4စင်တီမီတာกว่าတယ်နော်အဲစင်တီမီတာတိုင်းမယ်ဆိုတာအဲ့ဒါ1 decimeter 1စင်တီမီတာ1 decimeter နော်6စင်တီမီတာရှိတယ်နော်ဟိုက4စင်တီမီတာရှိတယ်နော်4အောင်လို့8အောင်လို့ဘာပြောလဲဆိုအဲ့ဒီအတွင်းခေစစ်အတွင်းကြကြတိုင်းတာမယ်နော်ခေစစ်အတွင်းကြကြတိုင်းတာမယ်သူကအနက်ဘယ်လောက်ရှိတယ်အနက်က16စင်တီမီတာဒီမှာဆိုအနက်ကဘယ်လောက်ရှိတယ်30စင်တီမီတာနော်အဲ့ဒါဆို30စင်တီမီတာဖြစ်တဲ့4အောင်ပဲပတ်လို့ရမယ်ကော16ရှိတဲ့ဆို8လောက်ပတ်လို့ရမယ်နော်6စင်တီမီတာရှိတယ်2အောင်ပတ်ခြင်းအတန်တိုးသွားမယ်2အောင်ဆိုတန်လိုက်အားနဲ့ဆိုတော့ quite ပါပူတက်လာအဲဒါကြောင့်4အောင်လို့ယူလိုက်တယ်နော်